အားလုံးပဲမင်္ဂလာပါခင်ဗျာ SSK Tech YouTube Channel Facebook Page နဲ့ TikTok Account ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့အသုံးပြုနေတဲ့ Facebook Account ကိုလေးကိုလုံလုံခြုံခြုံနဲ့အသုံးပြုလို့ရအောင် Facebook ရဲ့ setting လေးထဲမှာချိန်ထားပေးရမယ့် setting တစ်ခုအကြောင်းကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဘယ် setting လေးဖြစ်မလဲဆိုတာကြည့်ကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့လည်းကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ Okay ပါ setting လေးကိုချိန်ဖို့အတွက်ပထမဆုံးအနေနဲ့ Facebook software လေးတွေကိုဝင်ပေးလိုက်ပါခင်ဗျာOkay ပါ Facebook software တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ menu bar လို့ခေါ်တဲ့မြင်းသုံးချောင်းလေးကိုဝင်ရမှာဖြစ်တဲ့အတွက်ဒီဘယ်ဘက်ပေါ်ထောင်းမှာရှိတဲ့ menu bar လို့ခေါ်တဲ့မြင်းသုံးချောင်းလေးတွေကိုဝင်ပေးလိုက်ပါခင်ဗျာကျွန်တော်တို့အရင်တော့ Facebook ရဲ့ update မှာတော့ကျွန်တော်ညာဘက်ရှမ်းမှာရှိတယ်ပေါ့နော်အခုကတော့ကျွန်တော်ဘယ်ဘက်ရှမ်းရဲ့အပေါ်ဆုံးထောင်းလေးမှာဖြစ်သွားတာဖြစ်တဲ့အတွက်ဒီ menu bar ဆိုတဲ့မြင်းသုံးချောင်းလေးတွေကိုဝင်ပေးလိုက်ပါပြီးပြီဆိုရင်တော့ screen ကိုပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ setting and privacy လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီမှာရှိတဲ့ setting and privacy setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါOkay ပါ setting and privacy လေးတွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အပေါ်ဆုံးမှာရှိတဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီအပေါ်ဆုံးမှာရှိတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါOkay ပါ setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ audience and visibility ရဲ့အောက်ဆုံးနားမှာရှိတဲ့ followers and public content ဆိုတဲ့ကျွန်တော် setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာရှိတဲ့ followers and public content ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါOkay ပါဒီတဲ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ချိန်ထားပေးရမယ့် setting လေးကတော့ကျွန်တော်ဒီအလဲမှာရှိတဲ့ who can see the people's space and you follow ဆိုတဲ့ setting လေးပဲဖြစ်ပါတယ်ဒီ setting လေးရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့ရဲ့ Facebook account ကနေပြီးတော့ follow လုပ်ထားတဲ့လူတွေ page တွေကိုတခြားသူတွေအနေနဲ့ဘယ်လိုမျိုးကြည့်လို့ရနိုင်မလဲဆိုတဲ့ setting လေးပဲဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ရဲ့ Facebook ဒီ setting လေးရဲ့အောက်မှာ public ဆိုပြီးတော့ပေါ်နေမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook account ကနေ follow လုပ်ထားတဲ့လူတွေ page တွေကိုတခြားသူတွေအနေနဲ့ဝင်ကြည့်လို့ရနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ Facebook account လေးကိုလုံလုံခြုံခြုံအသုံးပြုခြင်းနဲ့ဆိုရင်တော့ဒီ setting လေးကိုကျွန်တော်တို့အနေနဲ့ချိန်ထားပေးရမှာပဲဖြစ်ပါတယ်ချိန်ထားပေးဖို့အတွက်ဆိုရင်တော့ setting လေးတွေကိုဝင်ပေးလိုက်ပါဒီဗီဆိုရင်တော့ကျွန်တော်ရဲ့ Facebook account ထဲမှာဒီအပေါ်ဆုံးမှာရှိတဲ့ public မှာကျွန်တော်ဖြစ်နေတယ်ပေါ့နော်ရွေးချယ်မိထားတယ်ဆိုရင်တော့ဒီအောက်ဆုံးမှာရှိတဲ့ only me ဆိုတဲ့နေရာလေးကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်။ဘာကြောင့်ဒီ only me လေးကိုရွေးရမလဲဆိုရင်တော့ဒီ only me လေးမှာကျွန်တော်အနေနဲ့ရွေးချယ်ပေးထားမယ်ဆိုရင်တော့ကျွန်တော်ရဲ့ Facebook account ထဲကကျွန်တော် follow လုပ်ထားတဲ့ page တွေ account တွေကိုတခြားသူတွေအနေနဲ့ဝင်ကြည့်လို့မရနိုင်ဘူးပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ Facebook account ထဲမှာဘယ်လိုမျိုးအချက်လက်တွေရှိတယ်ဆိုတာကိုတခြားသူတွေအနေနဲ့ဝင်ကြည့်လို့မရအောင်ဒီ only me လေးကိုထားပေးရမှာပဲဖြစ်ပါတယ်။ပြီးပြီဆိုရင်တော့ကျွန်တော်ဒီ only me ကိုရွေးချယ်ပြီးပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့အပြာရောင် save ကိုနှိပ်ပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့ကျွန်တော်အခုနာ public ဆိုတဲ့နေရာမှာဒီ only me ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်ရဲ့ Facebook account ထဲက follow လုပ်ထားတဲ့ page တွေ account တွေကိုတခြားသူတွေအနေနဲ့ဝင်ကြည့်လို့မရနိုင်တော့ပါဘူးဒါဆိုရင်တော့ကျွန်တော်အသုံးပြုနေတဲ့ Facebook account လေးကလည်းလုံလုံခြုံခြုံနဲ့အသုံးပြုလို့ရနိုင်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီဗီဒီယိုမှာမျှဝေပေးခဲ့တဲ့ထဲမှာနားမလည်တာမရှင်းလင်းတာတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ